အဲ့တော့ကျွန်တော်တို့အရင်ဆုံး product တစ်ခုတော့တေချာပေါက်ရှိရပါဘောနော်အဲ့တော့ထားပါတော့ကျွန်တော်ကimport duty ပဲဆိုပါတော့သူက service အတွက်လိုက်ပြီးတော့မှသူ့ကို purchase လုပ်တဲ့ချိန်မှာကျွန်တော် landed score အနေနဲ့သုံးကြတယ် is landed score landed score မှာကျွန်တော်ဘယ်လို method တွေနဲ့ခွဲမှာလဲပေါ့နော် quantity ပေါ်မူတည်ပြီးခွဲမှာလား equally ခွဲမှာလားစသည်တွေပေါ့နော် current cost volume ကြိုက်တာပေါ်မှာခွဲလို့ရတယ်အဲ့တော့ဒါပေါ်ကျွန်တော် buying quantity ပေါ်မှာခွဲမယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်စေးလိုက်မယ်နော်ဒါ landed score တစ်ခုစီလာအဲ့တော့ကျွန်တော်ကဟုတ်ပြီနည်းနည်းစမ်းရလဲအောင် ZMD ဆိုပြီး product တစ်ခုစောက်လိုက်မယ်ကျွန်တော်ထားပါတော့ဒီကောင်ကညမထားပါတော့ bat ထဲပဲထည့်လိုက်မယ်ဒါဆိုကျွန်တော် product အဲ့တော့ကျွန်တော်ဒီကောင်ကိုဝယ်မှာဟုတ်တယ်နော်ဒီကောင်ကိုဝယ်တဲ့အချိန်မှာခုနက landed score တွေနောက်ကနေလိုက်ပြီးကတ်ချင်တာဟုတ်တယ်နော်အဲ့တော့ကျွန်တော်ဒီ category တစ်ချက်ဆက်လိုက်မယ် okay မှန်တယ်ဒီကောင်ဘာတိုက်တာ CO cost of revenue ဟုတ်ပြီအဲ့ကျွန်တော် option နှစ်ခုရှိရဒီနေရာမှာဒီကျွန်တော်ရဲ့ဒီထားပါတော့ဒီ ZMD ဆိုတဲ့ product ကိုဝယ်တာ banner တယောက်ထွက်နိုင်တယ်ဟမ်နော်ပြီးတော့ input duty ကိုပေးရမှာလဲနောက်ထပ် banner တယောက်ထပ်ပြီးထွက်နိုင်တယ်အဲ့လိုတူနေမှာမဟုတ်ဘူးเนาะအဲ့ဒါမတူရတဲ့အတွက်ကြောင့်မို့ကျွန်တော်ဟုတ်ပြီခွဲတယ်မှာအဲ့တော့ဒီနေရာမှာထားပါတော့ကျွန်တော်က1 unit ကို1000ပဲဆိုပါတော့ခဏနော်ဒါပဲ unit 100ဝယ်မယ်1 unit ကို1000 you know sorry and DSMD confirm လုပ်မယ်ဟော sorry ခဏနေမောက်ပါမလားအရှင်နေ delete လုပ်လိုက် unit bright က cancel လို့ set to dress confirm receive product validate အဲ့ဒါပြီးတော့မှ create bay ဒါပထမဆုံးကျွန်တော်ဒီ product ကိုစပြီးဝယ်တဲ့အချိန်နေဟုတ်တယ်နော်အဲ့မှာသူ့ရဲ့ system အတိမှာ cost က CPU က1000နဲ့တည်နေလိမ့်မယ်ဟုတ်တယ်နော်အဲ့တော့ new store ဘယ်တော့1000အနေနဲ့တည်တာအဲ့တော့မှခုနက import duty တွေပါထားပါကျွန်တော် other charge တွေပေါ့နော် landed score တွေလိုက်ကတ်မယ်အဲ့တော့ကတ်တဲ့ခါကျရင်ကျွန်တော်တို့က P1 နဲ့သွားလေရတာဒါမှမသွားဘဲနဲ့ account ကြီးကနေ bay တန်းဖွင့်လေရတယ်နော်ကျွန်တော်ဒါပါ account ကြီးကနေ bay ဖွင့်မယ်ဆိုလို့ရှိရင် banner တွေက bay ထားပါ TST test TUT1 test duty ဆိုတဲ့သူကိုကျွန်တော်ကထားပါနော်အဲ့ပေးရမှာအဲ့မှာခုနတော့က IMPORD import duty ဆိုတဲ့နော်အဲ့တော့ထားပါကျွန်တော်အဲ့ဟိုဘောင်းချတစ်စောင်းလုံးပေါ်စားကျွန်တော်ဒါ2000ပေးရတယ်ပဲဆိုပါတော့ဟုတ်ပြီနော်စေးလိုက်မယ်ပေးလေးထည့်မယ် confirm ဟုတ်ပြီဒါဆိုတော့ပေးရန်ရှိပေါ်သွားပြီဒါက test duty ဆိုတာပေးရမယ်ပြီးတော့မှကျွန်တော်က create landed score လုပ်မယ်ပေါ့နော် landed score လုပ်မယ်ဆိုတော့ဒီဘက်ကအဝင်ကိုတော့တစ်ချက်သွားပြီးကျွန်တော်တို့ကြည့်ဖို့လိုတယ်ဒီဘက်ကအဝင် number က41เนาะ41 WHNS 41အဲ့တော့ create landed score အဲ့မှာ transfer ပါလဲဆိုတော့ WHNAS 40 number search mode 41ရရ NAS in ထွက်မှာเนาะ40နာဒီ sequence ကိုပြီးယူလိုက်ဒီလိုပုံစံထွက်လိုက်နော်အမှကျွန်တော်ဒီ amount ပေါ့နော်ဒီ amount 2000ကိုကျွန်တော် buying quantity split method နဲ့ဒီ inventory အဝင်ပေါ်မှာကျွန်တော်ကဒါ portion လုပ်တဲ့ပုံစံလို့ထွက်မှာအဲ့ဒါဒီမှာကျွန်တော်က validate ဆိုတော့ကျွန်တော်ကနှိပ်လိုက်ဒါဆိုအမှအဲ့ကောင်ကဒီပေါ်မှာလာပြီးတက်လာလိမ့်မယ်အဲ့ဒါဆိုရင် valuation တော့ပါနော်အဲ့တော့ကျွန်တော်က inventory မှာတွားကြည့်လိုက်မယ်
ဒါမဟုတ် sorry ဒါဆို1200ထွက်သွားတယ်ဒီလိုပုံစံထွက်လိုက် ဟိုလည်းလည်းကောကကြာဂျာနေဘယ်လိုဆိုမှာလဲဆန္ဒ insurance စီစာအဲ့လို ကြာသူကတူပိတ်သွားမှာပဲ intrin ကသူကတူပိတ်သွားမှာပဲ ဟုတ် ဘေးဖွင့်တော့တခါဘေးဖွင့်တော့ကြာ intrin receipt မှာ debit နဲ့ AP မှာ credit ဆင်းမှာဒီ land call လဲလုပ်လိုက်ရော intrin receipt မှာ credit လာပြီးတော့သူသက်ဆိုင်ရာ stock valuation မှာ debit ပြန်လာမှာအဲ့ကြသူက stock intrin ကပြန်ပြီးပိတ်သွားမှာ land score လုပ်လိုက်တာနဲ့ဘေးလုပ်လိုက်တာနဲ့ပိတ်သွားမှာပြန်ပြီးတော့ ဆက်ဒါတော့တမန်ဟို cost ကိုပြီးဖွင့်ပြီးထပ်ထည့်ရ